Kamiaga mitazu botiche de swe jam twakin kha sai phit ma lu ji mi ba de soma de achain ja gaung de so nyian phit ta mati nain de gadi de mya swa ja mo pan bi ja do sai nyit la naw bwa ma lu phit khe yin khamya ko khamya myat long so miat chit pya khamya ne jouk jam shi ba yan saka mya jouk bwa ma san tha ya de brother khamya de song twa bi ja do jet te te lan twa yaလေလုံးတယ်မပြီးသေးဘူးလားလို့ခမရှိရင်မေးအောင်မှာကြုတ်ကြိုက်တဲ့ဂျိုကမုတ်ချွတ်ထောင်းကန်နဲ့နန်ရိုးကြော်ကျွေးအောင်ဗျာဂျိုကရပ်ပါခမကပန့်တပွေရော့ချင်းတူဆိုတာတကန်နဲ့သားကြီးမရှိနိုင်တော့တဲ့တိုက်ခန်းနဲ့ကြီးတော်ငိုမှအနှံ့လေခမကလှလှပါတမျိုးလုံးရဲ့စောက်သေးကိုခွဲပြေးရှာတကြိုဆက်ထင်မထဲခင်ရုပ်ကလပ်ကိုမြင်ပြီးကြုတ်ရင်နေကွဲသေးတာစားချက်တွေလဲမျိုးနားမှာတင့်မြဲရည်စစ်ထွက်ကြမလားမျိုးသိလုံးအားကြီးတဲ့ကောင်းရဲ့ငိုကြွေးမှုရက်တွေဖြစ်ဆက်ပြတာခမမချနိုင်တော့ဘူးလေခမအတွက်ရည်ရွယ်ပြီးတချင်းတွေးရတဲ့စကားဖြစ်ပြောခဲ့လဲစံသားလိုမှတ်ယူပြီးရဲဘော်တွေကိုထမင်းကျွေးပေးမယ်စိတ်အေးလက်အေးသွားပါ brother ရဘွားတစ်ပါးမှာတာနာစွာခက်ခဲချက်တဲသူတွေပေးကမ်းဖို့ပတ်စံတွေများများရှာကြုံလဲတီလန်လာရမှာအခုတော့ဘွားတွေမတူချာနာကလူဖြစ်ခဲ့ရင်နေရစီခမချစ်တဲ့သူတွေနာနာမင်္ဂလာပါခင်ဗျကျွန်တော်တို့စကိုင်းတိုင်းမြောင်မြို့နယ်ဟီးရိုးပျောက်ကြားတပ်ဖွဲ့ဖြစ်ပါတယ်ထွက်ခွာသွားတာ6လတိတိပြည့်သွားပြီဖြစ်တဲ့ကိုကျော်ညီညီဦးအားရည်စူးပြီးတော့ကျွန်တော်ချွဲနဲ့မိတ်ဆွေ production မှညီကိုရောင်းရင်းများစုပေါင်းပြီးတော့ထောက်ကူတဲ့အာဟာရဒါနကျွန်တော်တို့တနက်စာကျွေးမွေးလူဒန်းတာဖြစ်ပါတယ်ကျွန်တော်တို့ဟီးရိုးတပ်ဖွဲ့ကိုအခုလိုကျွေးမွေးလူဒန်းတဲ့ကျွန်တော်တို့ချွဲနဲ့မိတ်ဆွေ production မှညီကိုရောင်းရင်းများကိုကျွန်တော်တို့ဟီးရိုးတပ်ဖွဲ့အနေနဲ့အထူးပင်ကျေးဇူးတင်ရှိပါတယ်ကိုကျော်ညီညီဦးကိုလည်းကျွန်တော်တို့ကောင်းရမွန်ရောက်ပါသေးလို့ကျွန်တော်တို့ဟီးရိုးတပ်ဖွဲ့အနေနဲ့စုမကောင်းတောင်းလိုက်ပါတယ်ကျွန်တော်ဟီးရိုးတပ်ဖွဲ့အနေနဲ့ဒေါ်လာအေးကိုသုံးမှန်းတိုင်အောင်တိုက်ပွဲဝင်သွားမယ်လို့ကျွန်တော်ဟီးရိုးတပ်ဖွဲ့အနေနဲ့ကြေးစာပြုပါတယ်6လ2025ထွက်ခွာသွားတာ6လတိတိပြေးသွားပြီဖြစ်တော့ကိုကျော်ညီညီဦးဟာရည်စူး၍ဆွဲနဲ့မိတ်ဆွေ production မှစုပေါင်း၍ထောက်ကူသောအာဟာရဒါနခင်းနဲ့ထမင်းတနက်စာ9သိန်းကျပ်တိတိအားကျွန်တော်တို့3534တက်ခွဲ2တက်ခွဲ3မှသူ့ပင်ကျေးဇူးတင်ရှိပါသည်ဟုတ်ကဲ့ဒေါ်လာမြတ်ပြည်သူအားလုံးပဲမင်္ဂလာပါဗျာနောက်တစ်ဖွဲ့တော့တရင်ခွင့်ရှိ335တက်ခွဲ4တပြေညိုတက်ခွဲပဲဖြစ်ပါတယ်အခုတော့တပြေညိုတက်ခွဲကိုထောက်ခွာတော့6လပြည့်ပြီ6လပြည့်ပြီဖြစ်တဲ့ကိုကျော်ညီညီဦးကရည်စူးရေးချွဲနဲ့မိတ်ဆွေ production ရောင်းရင်းများမှမြန်မာကျပ်ငွေ9သိန်းကျပ်တိတိရာအာဟာရဒါနထမင်းတနက်စာဖြစ်ပါဝင်လူလက်ကူညီပေးခဲ့ပါတယ်ဦးတို့လူလမ်းပြတော့ချွဲနဲ့မိတ်ဆွေ production ကကျွန်တော်တက်ဖွဲ့မှာအထူးပင်ကျေးဇူးတင်ရှိပါတယ်